Oh shit ဟိုးကျွန်တော်စီမှာဒါဝယ်ထားတာကြာပြီးတော့မှလုံးဝမဖောက်ပဲနဲ့တိန်းထားတဲ့ပစ္စည်းတစ်ခုရှိတယ်အဲ့ဒါထွေထူးတော့မဟုတ်ဘူးဒီကမချလာသေးဒါတောက်တဲ့ဟာမဟုတ်တော့ဒါရေမွေးโอเคအဲ့တော့ကျွန်တော်တို့တိတ်ရှည်ဝေးတွေပြောမိတော့ဘူးဖောက်ကြည့်ပါမယ်လောဆယ်အထဲထဲကိုမကြည့်ခင်ဒါကျွန်တော်တို့အပြင်ပိုင်းလေးတစ်ချက်ပြပေးမယ်ပေါ့နော်ဘူးကတော့ဒါတာမှန်တိုင်းပဲဒါကျွန်တော်ရေမွေး reviewer လည်းမဟုတ်ဆိုတော့ပုံမှန် user အနေနဲ့ပဲကျွန်တော်ဒါပြောပြမယ်ပေါ့နော် Oh my god မြင်လိုက်တာအထဲထဲက plane ကိုမြင်ရလန့်သွားအထဲထဲကအနောက်ကိုမ try ခင်တော့ဒီဟောပေါ့နော် plane အနေထားကိုတစ်ချက် show လိုက်ပါဦးကျွန်တော်အထင်ပြောရင်ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ matcha latte တောက်တယ်မလား matcha latte တောက်လို့ရှိရင်အပွားနေမြင်ရတဲ့ဒီ point of view ကိုသူကလောက်ထားတဲ့သဘောမှရှိရပေါ့နော်ဒီဟာလေးပေါ့နော်ဒီ coffee ခွက်အပွားနေပြီးတော့ကြည့်တဲ့ view ပေါ့ဗျာ okay ထားပါတော့အဲ့တော့ကျွန်တော်အနံ့ကို test လုပ်ကြည့်ပါမယ်ဟောအဖုံးဖွင့်တဲ့အတန်မိုက်လိုက်လားဟုတ်တယ်အဖုံးကဖွင့်လို့ပိတ်လို့တော့ကောင်းတယ် okay ကျွန်တော်အဲ့တော့ try ကြည့်မယ်နော် automizer တော်တော်မိုက်တယ်တရားပြမယ်အဲ့လိုမျိုးဒီအနောက်ကအလင်းနဲ့ဆိုပို့ပြီးတော့တိတ်တာကြည့်ရတာ Oh shit Okay ကျွန်တော်ပြောရမယ်ကျွန်တော်အမြင်ပေါ့နော် user တယောက်အနေနဲ့ကျွန်တော်ပြောရမယ် first impression ရဆိုလို့ရှိရင်ဒီသူ့ရဲ့ alcohol strong ဖြစ်တဲ့အနံ့တော့ရတယ်ဒါပေမဲ့အခုဆိုလို့ရှိရင်ဒါ dry down ရောက်သွားပြီပေါ့နော် dry down ရောက်သွားတဲ့အခါကျတော့ဒီ matcha ရဲ့ဒီအနံ့ငြိမ်လေးပေါ့နော်ဒီဘယ်လိုပြောရလဲဒီလက်ဖက်စိမ်းအနံ့လေးနဲ့ပြီးတော့လို့ရှိရင် creamy ဖြစ်တဲ့အနံ့လေးနဲ့သွားပြီးတော့ mash ဖြစ်နေရတာမိုက်တယ်ဒါပေမဲ့ဟိုလိုမျိုးချိုလားဆိုလည်းမချိုဘူးကျွန်တော်ထင်ပြောရင်ဒီစင်ငူရာဒီဥရုနဲ့ဆိုရင်တော့ daily wear အနေနဲ့သုံးလို့ရတော့တယ် okay အဲ့တော့ overall ပြောမယ်ဆိုရင်တော့မစိုးဘူး daily wear အနေနဲ့လည်းသုံးလို့ရနိုင်တယ်ပြီးတော့ရင်ဒါ unisex လည်းသုံးလို့ရတော့တယ်ဗျာမိန်းကလေးတော့လည်းရတယ်ယောက်ျားလေးတော့လည်းရတယ်အဲ့တော့ try ကြည့်ချင်ရင် try ကြည့်လို့ရတယ်ပေါ့နော်ဈေးလည်းအဲ့လိုကြီးမများဘူးဆိုတော့ try ပျော်ပါတယ် okay အဲ့တော့ဒီလောက်ပါပဲ